မင်္ဂလာပါခင်ဗျာ Windows 11အသုံးပြုနေတဲ့မိတ်ဆွေတွေအတွက် laptop ရဲ့ performance နဲ့ battery performance တွေကိုအကျိုးသက်ရောက်စေမယ့်အသုံးဝင်တဲ့ setting 5 ခုအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ privacy setting ကိုကျွန်တော်တို့ပြောင်းလဲရမှာဖြစ်ပါတယ်အရင်ဆုံး setting တွေကိုသွားပါမယ်ကျွန်တော်တို့ shortcut key window i နဲ့လည်းတွားလို့ရပါတယ်ပြီးရင်တော့ search bar မှာ privacy ဆိုပြီးတော့ရိုက်ရှာရပါမယ်ဒါဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ privacy setting လေးပေါ်လာပါပြီ privacy setting တွေကိုသွားပါမယ်ပြီးရင်တော့ဒီမှာ list လေးတစ်ခုရှိနေပါမယ်အဲ့ဒီ list လေးထဲမှာကျွန်တော်တို့အသုံးမဝင်တဲ့အသုံးမလိုတဲ့အရာတွေကိုပိတ်ထားရမှာဖြစ်ပါတယ်များသောအားဖြင့် location နဲ့ပတ်သက်တာတွေ camera နဲ့ပတ်သက်တာတွေစသည်ဖြင့်အသုံးမလိုတဲ့ features တွေကိုပိတ်လိုက်ပါမယ်ကျွန်တော်ကတော့ဒီထဲမှာ notification ဆိုရင်လည်းအသုံးမလိုဘူးပေါ့နော်ကျွန်တော်အားလုံးအသုံးမလိုဘူးလို့ယူဆတာဖြစ်တဲ့အတွက်ဒီအားလုံးကိုပိတ်လိုက်ပါမယ်အကယ်၍ဒါတွေကမပိတ်ဘူးဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ computer ရဲ့ background မှာသူကအလုပ်လုပ်နေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ setting တွေအားလုံးကိုပိတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အောက်က task bar ပေါ်မှာဒီအောက်က task bar လေးပေါ်မှာ right click နှိပ်မယ် task manager ကိုတွားမှာဖြစ်ပါတယ် task manager ကိုတွားပြီးရင်တော့ကျွန်တော်တို့ဘယ်ချမ်းမှာ Windows 10 laptop တွေဆိုလို့ရှိရင်တော့အပေါ်ဘက်မှာပေါ့နော်ဒါတဲ့ app လေးကိုနှိပ်မယ် status column ပေါ်မှာတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူ disable နဲ့ enable နဲ့ကို sorting ပြန်စီပေးတာပေါ့နော်ကျွန်တော်တို့က disable ကိုအောက်မှာထားပြီးတော့ enable တွေကိုအကုန်လုံးကိုအပေါ်မှာ sorting စီပေးပါမယ်software တော်တော်များများကို enable လုပ်ထားတွေ့ရမှာဖြစ်ပါတယ်ဒီ Windows security ကလွဲလို့ကျန်တဲ့အရာတွေကို disable လုပ်မှာဖြစ်ပါတယ် right click နှိပ်မယ်ပြီးရင် disable လုပ်မယ်ပေါ့နော်ကျွန်တော်တို့ enable လုပ်ထားသမျှအရာတွေအားလုံးကို disable လုပ်ပြီးမှဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အားလုံးကျွန်တော်ပြန်စစ်ကြည့်မယ်အားလုံး disable ဖြစ်ပြီးတော့ Windows security software တစ်ခုပဲ enable ဖြစ်နေတာကိုတွေ့ရပါတယ်ဆိုတော့ဒီဟာတွေအားလုံး enable ဖြစ်နေမယ်ဆိုရင်ဘာဖြစ်မှာလဲဆိုတော့ကျွန်တော်တို့ Windows ဖွင့်လိုက်တဲ့အချိန်မှာ power ဖွင့်လိုက်တဲ့အချိန်မှာပဲဒီ software တွေက background ကနေပြီးတော့လှုပ်နေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိတ်ဆွေအသုံးပြုနေတဲ့ laptop ဒီ performance ကလျော့ကျသွားစေမှာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ disable လုပ်ပြီးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ battery saver ကိုပြောင်းအောင်မှာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးကျွန်တော်တို့ setting တွေကိုသွားမယ်ပြီးရင်တော့ battery saver သို့မဟုတ် battery ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီမှာကျွန်တော်တို့ power sleep and battery setting ဆိုပြီးတော့တွေ့ရပါမယ်ကျွန်တော်တို့ battery setting တွေကိုသွားပါမယ် battery setting တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ energy saver သို့မဟုတ် battery saver ဆိုတာလေးတွေ့ပါလိမ့်မယ်အဲ့တော့အဲ့ဒီ energy saver ကိုကျွန်တော်တို့က on ပေးရမှာဖြစ်ပါတယ်အကယ်၍ energy recommendation မှာ8ခုလုံးကို apply လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေအားလုံးကို apply လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ battery ကပို့ပြီးတော့ကြာအသုံးခံမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ storage chance ဆိုပြီးတော့ရိုက်ရှာပါမယ်setting တွေကိုကျွန်တော်တို့သွားပါမယ်ပြီးပြီဆိုရင်တော့ဒီကျွန်တော်တို့ပုံမှန်အားဖြင့်ဒီအပေါ်ဘက်မှာရှိတတ်တယ်သို့မဟုတ်လို့ရှိရင် Windows 11နေဆိုလို့ရှိရင်တော့အောက်မှာ storage chance ဆိုပြီးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီ setting လေးကို on ပေးရမှာဖြစ်ပါတယ်ဒီ setting ကို on ခြင်းအပြင် hard disk ထဲမှာသို့မဟုတ် SSD ထဲမှာရှိတဲ့မလိုအပ်တဲ့ file တွေမလိုအပ်တဲ့ data တွေမလိုအပ်တဲ့ temporary file တွေစသဖြင့်ဒီအရာတွေအားလုံးကိုသူက auto delete လုပ်ပြီးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကို on ပေးထားမှာဖြစ်တယ်ဒီလို on ထားခြင်းအပြင် auto delete လုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ file တွေကို data တွေကိုလာပြီးတော့ထိခိုက်မှာမဟုတ်ပါဘူးအဲ့ဒီ data တွေကိုတော့ပြတ်မှာမဟုတ်ပါဘူးကျွန်တော်တို့ဒါလေးကို on ထားမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ laptop တွေရဲ့ performance ကပိုပြီးတော့ကောင်းလာမှာဖြစ်ပါတယ်မိတ်ဆွေတို့တစ်ခါတည်းရမှာ laptop အသုံးပြုနေရင်လည်းမိမိတို့ရဲ့အလုပ်ကိစ္စတွေလုပ်နေရင်လည်း computer က auto restart ဖြစ်ပြီးတော့ auto update လုပ်နေတာမျိုးတွေကြုံရတတ်ပါတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုး auto update မဖြစ်အောင် auto restart မဖြစ်အောင်ကျွန်တော်တို့လုပ်လို့ရပါတယ်အရင်ဆုံး setting တွေကိုသွားမယ်ပြီးရင်တော့ windows update ကိုသွားပါမယ် windows update ထဲကမှ advanced options တွေကိုသွားပါမယ်ပြီးရင်တော့ edit hours ကိုလိုက်ရှာပါ edit hours ဒီကျွန်တော်တို့ပုံမှန်အားဖြင့်တော့8နာရီမနေ့8နာရီကနေစတယ်ပေါ့နော်ဆိုတော့အကယ်၍မိတ်ဆွေတို့အလုပ်လုပ်ရတာဒီမနေ့8နာရီကနေမဟုတ်ဘူးမနေ့9နာရီကနေစလုပ်ရတယ်ဆိုလို့ရှိရင်တော့ဒီမှာလာပြီးတော့ချိန်ပေးလို့ရတယ် manual ကိုပြောင်းမယ် manual မှာကျွန်တော်ကမနေ့9နာရီကနေစလုပ်လို့ရတာဖြစ်တဲ့အတွက်9နာရီ AM ကိုရွေးပေးမယ်ပြီးရင်တော့ကျွန်တော်ဘယ်ချိန်အထိအလုပ်လုပ်မလဲပေါ့နော်ကျွန်တော်ဘယ်အချိန်အတွင်းမှာ average မဖြစ်စေချင်ဘူးလေဒါဆိုလို့ရှိရင်ကျွန်တော်ရွေးလို့ရတယ်ကျွန်တော်မနေ့9နာရီကနေပြီးတော့ညနေ9နာရီအတွင်းမှာ average မဖြစ်စေချင်ဘူးဒါဆိုလို့ရှိရင်ကျွန်တော်9နာရီကနေမနေ့9နာရီကနေည9နာရီရွေးလိုက်ပြီးချိန်အတွင်းမှာ computer ဒီ auto average မဖြစ်တော့ဘဲနဲ့ background ကနေ average လုပ်နေရတွေကို short ချပေးမှာဖြစ်ပါတယ်ဒီလို setting တွေကိုပြင်ဆင်ထားခြင်းအပြင် laptop ရဲ့ performance တွေ battery performance တွေကိုတိတိတတ်တာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ